အောက်ကထဖြစ်တဲ့ဖိလစ်ပိုင်ကသူကဟိုဗာလေအမေရိကန်ကိုထောက်ခံတာပေါ့နော်အခုကျမဒီညပြောမဲ့ဆောင်းပါကအရန်အရေးကြီးတယ်နော်ပြည်သူတို့အရန်ကိုအရေးကြီးတယ်အခုခေါင်းစဉ်တက်ထားတယ်ကျမတို့မြန်မာနိုင်ငံကအခုနော်တရုတ်ကဟိုဗာလေဒေါ်အောင်ဆန်းစုကြည်ကိုကာဘာယူပြီးတော့သူကဘယ်လိုပြောမလဲကျမတို့တော်လန်ရေးကြံ့ကြအောင်နော်ဒေါ်အောင်ဆန်းစုကြည်ကိုဟိုအချိတ်ဒေါ်အောင်ဆန်းစုကြည်ကိုနော်မင်းအွန်လိုင်းဘက်ကဘယ်လိုပြောမလဲရှေ့ထုတ်မရဲဘူးဒါပေမဲ့တရုတ်ကိုလည်းမင်းအွန်လိုင်းကမလွန်ဆန်ရဲတော့အဲ့လိုပဲသူတို့ကစားရင်းနဲ့တော်လန်ရေးကြာလေတရုတ်ကကျမတို့ပြည်တွင်းထဲကိုနော်တရုတ်စာတရုတ်ယဉ်ကျေးမှုတရုတ်စကားတရုတ်စီးပွားရေးတရုတ်မြူဝတရုတ်ကွန်မြူနစ်ဝါဒနော်တဖြည်းဖြည်းနဲ့စိတ်ဝင်လာတဲ့နော်အကြောင်းကိုဒီညပြောမယ်အရန်ကိုအရေးကြီးပါတယ်ပြည်သူတို့နော်ဘာပဲဖြစ်အခုတရုတ်ကမင်းအွန်လိုင်းကိုနိုင်ငံရေးတန်တမန်ရေးတရုတ်ဝင်ဖို့အတွက်နီးမျိုးစုံနဲ့စ조사တယ်အမေရိကန်ကလည်းအခုအမေရိကန်ကတဲ့ကိုပြောရနော်အမေရိကန်ကတရုတ်ကကဘာမှာတကယ်ကိုဟိုဗလဲအကျန်းဖက်တွေကိုမွေးထုတ်ပြီးတော့ကဘာကိုဘယ်လိုပြောမလဲခလောက်ဆန်နေတဲ့နော်တရုတ်ဆိုတာကိုအချက်အလက်နဲ့တဲ့ထောက်ပြတော့တာအယမ်းမိုက်တယ်နော်ဒါကြောင့်မလို့ကျမတို့ဒီတရုတ်ကိုကျမတို့နော်တရုတ်ကိုလည်းကျမတို့ဟိုဗလဲမကြိုက်ကြအောင်ကျမတို့တရုတ်ဝင်ဆုတ်ဖက်တာကိုမကြိုက်ဘူးကျမတို့ပြည်တွင်းရေးကိုဝင်ဆုတ်ဖက်တာကိုမကြိုက်ကြောင်းကိုလည်းကျမတို့ပြသရမယ်ပြီးတော့နော်အခုအဓိကပြောချင်တာကကျမတို့ຫນွေဦးတော်လန်ရေးမှာနော်အဓိက PDF ပဲအဓိက PRF ပဲ PRF ထောက်ဖို့ကိုကျမတို့အင်အားကြီးအောင်လုပ်နိုင်ရင် PDF အင်အားကြီးမယ် PRF ထောက်ဖို့အင်အားနော်တောက်နိုင်ရင်ပြောမှဆိုရင်တောက်နိုင်ရင်ကျမတို့ရဲ့ PDF အင်အားကောင်းမယ်ပြည်သူတို့9နှစ်အတွင်းမှာအားလုံးနော်သိကြပါပြီ9နှစ်အတွင်းမှာကျမတို့နေရာတိုင်းမှာကျမပြောပါတယ် PDF ဆိုတာနော် PDF ဆိုတာဟိုဗလဲဗမာလိုပြောသူများဖဲကစားလို့စင်ဟိုဂျိုကာပဲနေရာတိုင်းမှာပါတယ်နော်တခြားဘယ်အမျိုးသားရေးအဖွဲ့မှာပဲပါဘယ်လူမျိုးရေးမှာပဲကျွန်တော်တို့ PDF ကမဖြစ်ဘူးဂျိုကာပဲအဲကြောင့်မို့အခုနော်ကျမတို့နောက်ဆုံးမှာကျမတို့သိလိုက်ရပြီ PDF ဆိုတာကျမတို့ရဲ့ပြည်သူအားပဲဒါကြောင့်မို့နော် PRF အင်အားကောင်းဖို့အတွက်ကျမတို့ပြည်သူတွေဝန်းရမယ်နော် PRF ကောင်းအင်အားကောင်းမှ PDF အင်အားကောင်းမယ် PDF အင်အားကောင်းမှတနိုင်ငံလုံးလွတ်မြောက်မယ်ပြည်သူတို့တနိုင်ငံလုံးလွတ်မြောက်မှကျမတို့တိုင်းပြည်အေးချမ်းမယ်ကျမတို့တိုင်းပြည်ငြိမ်းချမ်းမယ်တနိုင်ငံလုံးမလွတ်မြောက်မချင်းလုံးဝမငြိမ်းချမ်းပါဘူးเนาะခဏတော့ကျမရှယ်လိုက်အောင်မယ်เนาะမရှယ်ပေးပါဦးစိုက်ထဲမှာဖိတ်အသေးရလို့မဟုတ် Facebook အကောင့်အသေးရလို့လိုက်လွှင့်လို့ရမလားလို့ဝန်ပါအာရနဲ့လိုက်လွှင့်လို့လည်းမရဘူးမရှက်ပေးပါနော်ခဏရှယ်ပေးပါရှယ်လိုက်အောင်ခဏလေးအကားလေဒါဆောင်ကြဝိုင်းရှယ်ပေးနော်ကျေးဇူးပြုရေးဝိုင်းရှယ်ပေးပါအကားလေအကားတော့အများကြီးပဲနော်အခုတိုင်းတော့ကျွန်မမရှယ်နိုင်ခဏလေးဒီဟိုစားတခြားအကောင့်လေးရှယ်ကြည့်ရှယ်လိုက်အောင်မနော်ခဏလေးဝိုင်းရှယ်ပေးပါတခြားဖိတ်တွေပဲဝင်နေဒုက္ခပဲ
เรากินช็อกโกแลตအေးချမ်းမယ်ကျမတို့တိုင်းပြည်ငြိမ်းချမ်းမယ်ခဏလေးရှင်းဝိုင်းရှင်းပေးပါဦးဝိုင်းရှင်းပေးပါဦးกินช็อกโกแลต PDF ဆိုတာပြည်သူအချစ်တော်ပြည်သူရဲပေါ်အမှန်ပဲเนาะပြည်သူအချစ်တော်ပြည်သူအတွက်ပဲဖွက်စီထားတာအခုအေကတော့เนาะအေကတော့ဒီဥစားကပတ်စာ16ကိုလာမသိထိုးစစ်စင်နေပြီသိမ်းနိုင်ဖို့အတွက်ထိုးစစ်စင်နေပြီအဲ့ဒါကြောင့်မို့เนาะကျမတို့ပြည်သူတွေအတင်ထားမှာကျမတော့လေเนาะအဓိကအဲ့ဒီပြည်မကိုထိုးစစ်ရစေချင်တယ်ပြည်မကိုပေါ့เนาะအဓိကထိုးစစ်ရစေချင်တယ်ไอ้เสร็จปีบาจอยมันกูปีบาลูกเนาะအခုတည်င်းပြောရမယ်เนาะလူကတွေမစောင့်နိုင်ဖြစ်မယ်လူကချာလီနဲလီပဲခဏလေးကျမကြည့်ရသလားတော့လေပုံကူဇွဲတွေလူမျိုးဇွဲတွေများလို့ကျမတို့မြန်မာနိုင်ငံကเนาะတော်လန်ရေးကြံ့ကြတာကျမအဲ့လိုပဲမြင်တယ်เนาะတခြားဘာအကြောင်းကြောင့်မဖြစ်ဖြစ်ပုံကူဇွဲလူမျိုးဇွဲတွေကငါပုံကူမငါပုံကူငါလူမျိုးမငါလူမျိုးအဲ့လိုမျိုးတွေเนาะအဲ့လိုမျိုးတွေဟိုဗာလဲတွေးများနေလို့ဒါကြောင့်မလို့เนาะတော်လန်ရေးကကြံ့ကြနေတာမင်္ဂလာပါတာဖိတ်မင်္ဂလာပါအခုအာဆီယံဥက္ကဋ္ဌเนาะကျမတို့အခုတော်လာရေး9နှစ်သက်တမ်းမှာပြည်သူတို့ဟိုအာဆီယံဥက္ကဋ္ဌကတစ်နှစ်เนาะတစ်နှစ်ကိုတစ်နိုင်ငံတစ်နှစ်ကိုတစ်နိုင်ငံသူတို့အလှည့်ကျเนาะဟိုပြောင်းလဲတယ်ဒါပေမဲ့ဒီနှစ်မှာဒီဖိလစ်ပိုင်ဥက္ကဋ္ဌဖြစ်တဲ့နှစ်မှာเนาะအမေစုကိုပြဖာလွတ်ပေးဖို့တောင်းဆိုတာကျမတို့ကြားတာတော့ဖိလစ်ပိုင်ရှိတယ်ကျန်တဲ့ဟာတော့ဟိုဗာလဲမအားလာခတိပေးထားတဲ့ဘုံသဘောတူညီချက်9ချက်ဒီ9ချက်နဲ့ပဲသူတို့အကြောင်းပြပြီးတော့အဲ့ဒါနဲ့ပဲအချိန်ဆွဲပေးတာ9နှစ်ကျော်သွားတယ်ဒါပေမဲ့အခုဖိလစ်ပိုင်เนาะဥက္ကဋ္ဌဖြစ်တဲ့နောက်ပိုင်းမှာအခုအမေစုကိုလွတ်ပေးဖို့ပြီးတော့အမေစုကိုဟိုဗာလဲဂျာထူးเนาะခေါင်းဆောင်နေရထားဖို့ပြီးတော့အခုသူတို့ဘယ်လိုကြင်ညာလဲဆိုတော့တကယ်လို့အခုမအားလာကိုသူပြောတယ်မင်းတို့စစ်ဆက်သွားနိုင်ဖို့မင်းတို့ဘလို့ပဲအတူရောင်ဘလို့without အစိုးရလာဘာဘလို့အစိုးရဖြစ်အောင်မင်းတို့ဘလို့နီးလန်းနဲ့ပဲလှုပ်ဒေါ်အောင်ဆန်းစုကြည်ကိုမင်းတို့မလွတ်ပေးရင်မင်းတို့စစ်ဆက်တိုးလို့မရဘူးမင်းတို့စစ်ဆက်တိုးလို့ရဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးရမယ်ဒေါ်အောင်ဆန်းစုကြည်ကိုအကြီးကဲနေရာမှာထားရမယ်ဒါမှမင်းတို့စစ်ဆက်သွားလို့ရမယ်ဆိုပြီးတော့အခုဖိလစ်ပိုင်ဥက္ကဋ္ဌကရာဇသံပေးနေပြီเนาะဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးပြီးဒေါ်ခေါင်းဆောင်တဦးအဖြစ်အသိအမပြုကခေါင်းဆောင်တာဝန်များထမ်းဆောင်နိုင်ရမယ်လို့ထမ်းဆောင်နိုင်ရမယ်လို့ပြောတာเนาะနေတို့လွတ်ပေးလိုက်ပါတောင်းဆိုပါတယ်မဟုတ်ဘူးเนาะလွတ်ပေးရမယ်
ခေါင်းဆောင်နေရမှာထားရမယ်လို့နော်ရာဇသံပေးထားတယ်ဒါကြောင့်မို့ပြီးခဲ့တဲ့အာဆီယံဥက္ကဋ္ဌတွေနဲ့ကြွာချားတယ်ပြီလို့ပြီးခဲ့တဲ့ဥက္ကဋ္ဌတွေကတော့အယမ်းကိုပျော့ပြောင်းတယ်နော်အခုအကျန်းဖက်စစ်တပ်ကဖမ်းဆီးထားတဲ့တော့အောင်ဆန်းစုကြည်ကိုပြန်လည်လွတ်ပေးပြီးခေါင်းဆောင်တအူးအဖြစ်ပြောမှဆိုရင်ကျမတို့ဒီတော်လန်ရေးကတော့အောင်ဆန်းစုကြည်မဖြစ်လို့မရှိလို့မဖြစ်ဘူးကျမတို့မြန်မာနိုင်ငံအရေးကတော့အောင်ဆန်းစုကြည်ရှိမှပဲဖြစ်မှာတော့အောင်ဆန်းစုကြည်မရှိလို့မဖြစ်ဘူးတော့အောင်ဆန်းစုကြည်ကိုမင်းတို့မလွတ်ပေးရင်နော်မင်းတို့ဘလို့မှစစ်ဆက်သွားလို့မရဘူးဆိုတော့မင်းအောင်လိုင်ကိုရာဇသံပေးထားတယ်တော့အောင်ဆန်းစုကြည်ကိုခေါင်းဆောင်တအူးအဖြစ်အသိအမှတ်ပြုကခေါင်းဆောင်တာဝန်များထမ်းဆောင်နိုင်ရမယ်လို့နော်ဟိုဗလဲထမ်းဆောင်ပေးလိုက်ပါတောင်းဆိုပါတယ်မဟုတ်ဘူးနော်ထမ်းဆောင်နိုင်ရမယ်မင်းတို့လွတ်ပေးရမယ်လွတ်ကိုလွတ်ပေးရမယ်လို့နော်အဲ့လိုမျိုးရာဇသံပေးလိုက်ပြီးအဲကြောင့်မို့ကျေးဇူးတင်တယ်ဖိလစ်ပိုင်သမ္မတပြောမှဆိုရင်ကျမတို့9နှစ်အတွင်းမှာအာဆီယံဥက္ကဋ္ဌတွေမှာနော်အာဆီယံဥက္ကဋ္ဌဒီ9နှစ်အတွင်းမှာဘောနော်အာဆီယံဥက္ကဋ္ဌပြောင်းလဲပြီးတော့ပြတ်သားတဲ့ဥက္ကဋ္ဌတွေထဲမှာအာဆီယံဥက္ကဋ္ဌတွေထဲမှာနော်ဖိလစ်ပိုင်ကအပြတ်သားဆုံးပဲအခုနော်သတင်းစာရှင်းလင်းပွဲမှာဒီနေ့လှုပ်လိုက်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တဦးကအာဆီယံကိုယ်စားလှယ်ကတော့အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရှိရန်တောင်းဆိုထားတဲ့အပေါ်မြန်မာနိုင်ငံရဲ့တုံ့ပြန်ချက်နဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့အခါမှာဖိလစ်ပိုင်သမ္မတကတော့အောင်ဆန်းစုကြည်ရဲ့အရေးကိစ္စမှာညှိနှိုင်းဆွေးနွေးမှုများကအဓိကအရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်ကြောင်းထုတ်ဖော်ထားတယ်ဒါဟာမြန်မာအာဏာပိုင်တွေနဲ့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့ညှိနှိုင်းမှုကိုခေါ်ချင်လဲရနိုင်တဲ့ဆွေးနွေးမှုရဲ့အဓိကအကျဆုံးကဏ္ဍတစ်ခုပဲဖြစ်တယ်အဲဒါမို့ဒေါ်အောင်ဆန်းစုကြည်ကိုသူတို့မလွတ်ပေးလို့မရတော့ဘူးနော်ဒါကြောင့်မို့မင်းတို့ပြောမယ်ဆိုရင်အခုဒီနိုင်ငံရေးတန်ရေးတမန်ရေးမှာနော်မင်းအွန်လိုင်းအချက်တွေ့နေပြီတရုတ်လည်းအချက်တွေ့နေပြီနော်ဒါကြောင့်မို့အခုတရုတ်ကသူ့ရဲ့အိမ်မွေးသူ့ရဲ့မွေးစားသားတွေဖြစ်တဲ့ထိုင်းရဲ့ကမ္ဘောဒီးယားရဲ့ပြီးတော့လာအိုရဲ့နော်အဲ့ဒီ3နိုင်ငံကိုအခု online နဲ့မင်း online ကိုတရားမဝင်အောင်စ조사ပြီးတော့အခုဒီ online နဲ့တရားဝင်ဖို့အတွက်အခုစ조사နေကြတယ်ပြည်သူတို့နော်ဒါကိုကျမတို့ပြည်သူတွေကလည်းသူတို့ online နဲ့စီဝေးတယ်ဆိုရင်ကျမတို့တွေကလည်းအဲ့ဒီသူတို့ကိုဖိတ်ခေါ်တဲ့နိုင်ငံတွေကိုကျမတို့ပြပြသားသားဆုတ်ချရမယ်ကြက်ချေခတ်ပြီးတော့ဆုတ်ချရမယ်ကျမတို့ပြည်သူတွေလက်မခံဘူးဆိုတာကျမတို့နော်ပြပြသားသားဟိုဘယ်လဲဆုတ်ချရမယ်